ဟာဘင်းကတော့တရုတ်ရှိမြောက်ပိုင်းဟေလုံချမ်းပြည်နယ်မှာရှိပြီးချီလင်တောက်ပနေတဲ့ရေခဲများကြောင့်အိမ်မက်ကဘာတွေကိုရောက်သွားတယ်လို့ခံစားရစေမှလည်းဖြစ်ပါတယ်ရေခဲနဲ့မိကူပမီတာ3သိန်းကိုအသုံးပြုတိစောက်ထားပြီး Rain of Winter Lab Aman Asia လို့ပွဲတော်အမည်ပေးထားပါတယ်အကျယ်ဝန်းကစတူယန်မီတာ1 သန်းရှိပြီးမနစ်ကတော့စတူယန်မီတာ7 သိန်းသာရှိခဲ့တာဖြစ်ခါ26နှစ်ကြာအတွင်းမှာပိုပြီးတော့ကျယ်ဝန်းလာခဲ့ပါတယ်။ဥယျာဉ်တွင်မှာတော့အဓိကဆုံး9ခုရှိပြီးနိုင်ငံပေါင်း42နိုင်ငံနဲ့ဒေသ3ခုကထိမ့်မှတ်နေရာများကိုပြင်ဆင်ထားပြီးညပိုင်းမှာတော့မီးအလင်းများနဲ့လှပဝေစာနေအောင်ထွန်းညှိထားပါတယ်။ဥယျာဉ်ဝင်ပေါက်မှာတော့ပင်မတာဝါကြီးရှိပြီးတိုင်တွေနဲ့နိုင်ငံတွေကိုဖော်ပြထားပါတယ်။ဆွေးဆောင်မှုရှိဆုံးကတော့စူပါရေခဲရှော့စီးတာဖြစ်ပြီးအခုနှစ်မှာလမ်းကြောင်း24ခုအထိတိုးချက်ပေးထားပြီးမီတာ300ရှိတဲ့လေလုံးအနွေးအိမ်ကိုလည်းဆောက်လုပ်ထားပါတယ်။အစ်ဆက်တဲ့ရာသီဥတုကနေမှခီးသွွားတွေကိုခဏတာနှွေးထွေးစေဖို့လည်းဆောင်ရွက်ပေးထားတာဖြစ်ခါဥယျာဉ်တစ်ခုလုံးကိုခြုံကြည့်နိုင်မဲ့နေရာလည်းရှိပါတယ်။အရှိဆုံးလမ်းက921မီတာရှိပါတယ်။ရေခဲနဲ့နှင်းပွဲတော်တိစောက်မှုများအပြင်ပျော်စရာပွဲများ VR ဖြည့်ဖျော်ဖြေမှုများ Immersive Digital နည်းပညာပြတိုက်တွေနဲ့လည်းစောင်းနှင်းကဘာကိုအကောင်းဆုံးနဲ့စိတ်လှုပ်ရှားဆုံးဖြစ်အောင်ပြည်ရင်းပြည်ပနဲ့ကမ္ဘာနိုင်ငံများကနေလာမဲ့ခီးသွွားများအတွက်ဆောင်ရွက်ထားပါတယ်။ Snow Disco ပွဲကတော့မနစ်ကကလေးကခီးသွွားထောင်ကြီးကိုဆွဲဆောင်ခဲ့ပြီးအခုနှစ်မှာလည်းထည့်သွင်းထားပါတယ်။လူကြီးတဦးဝင်ကြေးက$45.6ဖြစ်ပြီးဈေးလျှော့ပေးတဲ့လက်မှတ်တွေနဲ့အခမဲ့ဝင်ခွင့်ပြုတဲ့အစုအဖွဲ့တွေလည်းရှိနေပါတယ်။ရေခဲနဲ့နှင်းဥယျာဉ်ဟာဘင်းရေခဲနဲ့နှင်းကဘာတွေကတရုတ်ရဲ့စောင်းတွင်းမှာဆွဲဆောင်မှုရှိဆုံးတွေပဲဖြစ်ပါတယ်။就是今天在景点还有平时的路上听到蛮多的广东话，都很熟悉的广东话，对，蛮多广东人都往这边跑，然后包括我有个朋友前几天也往哈尔滨跑了，然后我其他朋友看到我发朋友圈也是让我回去后给他们做一份攻略。其实因为现在是信息时代嘛，所以其实我们现在很多一些资讯都是从网上获得的，像什么小红书啊，包括朋友圈啊等等，小红书还有一些旅游资讯等等，这些都是能够算是最快速线下年轻人最快速获得资讯的一个平台渠道吧，对。我和我老婆是从四川过来的，然后是昨天晚上坐的飞机到哈尔滨的。这也是我们第一次到北方来旅游，然后而且还是在冬天，感受一下这个北方的冰天雪地。对，像我们平时看那种短视频啊，推的力度也是蛮大的。然后还有特别是今年，哈尔滨文旅好像对我们南方人也比较重视。就前几天就是说，听说就是文旅要求这边的，出租车司机啊要学会一些简单的英语，因为下个月好像就要开那个亚冬奥运会了，对，然后还有就是说提醒他们要对我们南方人稍微温柔一点这种之类的，就说明他们这个文旅确实很用心。
我从浙江来，然后到这边呢已经是第3天了。为什么要到这边来呢？因为我之前其实一直很向往，就是在跟我们当地不一样的那种人文、那种特色，我想过来感受一下。因为它这边的它这个天气啊、风格啊和我们那边的完全是不一样，所以这次来了以后呢，确实给我的印象，在印象当中确实是这个地方。其实哈尔滨去年就已经非常火了啊，就是因为咱们南方的，就是一些小金豆嘛、小土豆，然后过来到我们这边旅游，然后把咱们哈尔滨的这个就带火了嘛，旅游。今年因为承办了这个亚冬会嘛，就更多的游客就是到这个哈尔滨，今年下的稍微有点晚了，尤其是就是你要是看到市里边啊，包括我现在脚下呀，是因为啥？就是咱们环卫工人很辛苦，就是天天都在清理嘛，因为也怕了，就是来这帮游客容易滑倒。但是你要是上景区里边，比如说太阳岛啊，我身后滨水大世界啊，它还是都是有雪的。然后过段时间肯定是大雪一场接一场的，是这样啊。social media မှာလည်းဒီပွဲကနှစ်စဉ်စိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်ပါတယ်။25 ကြိမ်မြောက်တုန်းကကြီးသွွားပေါင်း 1.8 တန်းအထိလာရောက်လက်ပတ်ခဲ့ကြပါတယ်။2022ဘေဂျင်းဆောင်းရာသီအိုလံပစ်ကြီးပြီးရင်အခုကတော့ပထမဆုံးအဓိကနိုင်ငံတကာရေခဲနဲ့နှစ်အားကစားပွဲတော်ကိုတရုတ်မှာကျင်းပမှာလည်းဖြစ်ပါတယ်။ China Media Group ကတော့ဒီဥယျာဉ်မှာစတူဒီယိုတိစောက်ပြီးပွဲကျင်းပမှုတွေကိုတင်ဆက်ဖို့လည်းရှိနေပါတယ်။ထူးထူးခြားခြားတိစောက်ထားတာကတော့18 မီတာရှည်တဲ့နှင်းရုပ်ကြီးဖြစ်ပြီးဒေါင်းလီခရိုင်ကချွန်လီဂီတဥယျာဉ်မှာပြုလုပ်ထားကြောင်းသိရပါတယ်။နှင်းလူရုပ်ကြီးရှိမှာတော့ကြီးသွွားတွေဘလော့ဂါနဲ့ TikToker တွေများစွာရှိနေပါတယ်။ရုပ်ကြီးကကြီးလွန်းလို့အနည်းရောအဝေးကနေပါဓာတ်ပုံတွေလည်းရိုက်လို့ကောင်းပါတယ်။အဝင်ဝထိန်တာဖြစ်လို့လည်းကြကြဝန်းဝန်းနဲ့ရှိလာပါတယ်။ကျင်းပနေကြပွဲအပြင်အားကစားပွဲလည်းရှိနေတာကြောင့်ဒီနှစ်မှာနေရာပိုကျသလိုပြင်ဆင်မှုတွေကလည်းပိုအားကောင်းနေပါတယ်။နောက်ထပ်ကတော့အမတ်တရလက်ဆောင်ပစ္စည်းအယောင်းဆိုင်ရှိပြီးတရုတ်ရိုးရလက်ဆောင်တွေနဲ့ရေခဲနဲ့နှင်းပွဲတော်အထိမ်းအမှတ်လက်ဆောင်တွေအပြင်အစားအသောက်မျိုးစုံကိုလည်းရရှိနိုင်ပါတယ်။ဟာဘင်းရောက်ထိမ့်မက်တွေကတော့အမျိုးစုံအောင်ရှိနေတာဖြစ်ပါတယ်။ဆောင်းတွင်းအေးမှာပူပူနွေ့နွေ့စားစရာတွေကလည်းကြီးသွွားတွေကိုမြည်ဆန်းဖို့စောင့်ကြိုနေပါတယ်။
ဟေလုံကျန်းကတော့ရုရှားနဲ့နယ်စပ်ချင်းထိစပ်နေတဲ့နေရာဖြစ်ပြီးအပူချိန်ရေခဲမှအောက်ထိရောက်ရှိနေတတ်တာလည်းဖြစ်ပါတယ်။ဟာဘင်းရေခဲနဲ့နှင်းပွဲတော်ကိုတော့ဖေဖော်ဝါရီလလယ်အထိကျင်းပသွားမှာဖြစ်ပါတယ်။ဒါအပြင်ဒီနေရာမှာပဲအာရှဆောင်းရာသီအားကစားပွဲကြီးကိုဖေဖော်ဝါရီလ9ရက်နေ့ကနေဖေဖော်ဝါရီလ14ရက်နေ့အထိကျင်းပသွားဖို့ရှိနေပါတယ်။ဒါကြောင့်ဆောင်းတွင်းအတွက်ပျော်ရွှင်စရာအေးမြတဲ့နှင်းတွေနဲ့အတူရေခဲတဲ့နှင်းပွဲတော်မှာလာရောက်ဆင်နွှဲကြဖို့ကိုလည်းဖိတ်ခေါ်လျက်ရှိပါကြောင်းတင်ပြပေးလိုက်ရပါတယ်ရှင်။